Okay, ba, aku set up punya tecing aro do tria ni ma ba de. Di tecing ko ye de sia. Okay, di tecing ko ji set ခဲ့တာကတော့လူမောင်စေးတစ်ဖြစ်ပါတယ်ရှင်။ Okay ပါကျွန်တော်တို့ဒီစီစဉ်ကိုစာရေးတေးဆရာလူမောင်စစ်တစ်ကိုတိုင်း Okay ဆရာကိုယ်တိုင်လည်းကြားရောက်ပြီးတော့ အားပေးနေပါတယ်ရှင်လို့သိရပါတယ်ခင်ဗျာ မင်္ဂလာပါ ကျေးဇူးပါဆရာ ဟုတ်ကဲ့ပါဒီတချင်းလေးကိုတော့ဒါမူရင်းတီဆိုခဲ့တာတော့တယောက်တည်းပဲဦးငတ် သူလေ တေးတန်ရှင်ကအီဖြစ်ပါတယ်ရှင် ဟောအေးအခုပြန်လဲတီဆိုမဲ့ ဒီနေ့မှာတော့ဒါနှစ်ယောက်တွဲလေးဒါထူးထူးခြားခြားလေးပြန်လဲပြီးတော့ဆိုပေးမှာပါဟုတ်ကဲ့ပါရှင်ဒီနေ့မှာတော့ဒါတေးတန်ရှင်ဖြိုးပြည့်စုံနဲ့ Jewel တို့ကဒါနှစ်ယောက်တွဲပြန်လဲပြီးတော့တီဆိုပေးမှာဖြစ်ပါတယ်ရှင် ကောင်းပြီဗျာထူးခြားစမ်းသစ်တာပေါ့နော် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဒီတချင်းကတက်တူအကြောင်းနဲ့ကျွန်တော်တို့ဝေးသွားပြီမဲ့အကြောင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုမမေ့နိုင်တဲ့အကြောင်းတလွမ်းတဆေးနဲ့ရေးဖွဲ့ထားတဲ့ဒီတချင်းတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒါအရင်ကတော့တယောက်တည်းဆိုခဲ့တဲ့တခြင်းပေါ့နော်အခုတော့ဒါနှစ်ယောက်ပြန်လဲပြီးတော့ဒီဆိုပေးမယ်ဆိုတော့ထူးထူးခြားခြားလေးပါပဲရှင် ဆက်ပြီးတော့မင်္ဂလာပါ ဒုတိယကြိမ် ဒုတိယကြိမ်မင်္ဂလာပါရှင် ဟုတ်ပြီဒုတိယကြိမ်ဟောင်းတယ်စုံတွဲလေးဆိုတော့စမ်းတက်တာပေါ့နော်တစ်မျိုးလေးပေါ့နားထဲမှာတစ်မျိုးလေး ညီမလေးမင်္ဂလာပါ မင်္ဂလာပါမ ဒီဝဲမင်္ဂလာပါ ဟုတ်မင်္ဂလာပါ ဟုတ်ပြီသမီးကဲနားဆင်ခံစားကြည့်မယ် ဟုတ်ကဲ့အားလုံးနဲ့တူတူနားဆင်ပါရစေ ဦးလူမောင်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ် နာသူတွေရဲ့ကောင်းတော်တာ ချီအောင်တင်ချင်စေဒီပတိလာ ဒီမှာတမိုးဆွဲနှလုံးအိမ်နဲ့တတိယနေမှာပါဒီမှာတမိုးဆွဲနှလုံးအိမ်နဲ့တတိယနေမှာကောင်းတယ်ညီလေးရောဂျူဝဲကအတွဲဖက်ညီတော့နော်အပြန်ကောင်းပါတယ်ဟို ဟုတ်ကဲ့ပါ ပေါ်ရှင်ထဲမှာတယောက်တည်းဆိုပေမဲ့ဒီမှာနှစ်ယောက်တွဲလေးဆိုတော့လေအချင်းကနားထောင်လို့ကောင်းတာမှရက်သွားတော့17ခန်းတော့ဖြစ်တယ် အရန်တော့တိုးသွားလားမသိ ဟုတ် ဘူး တယ် နော် ထပ်ပြီးတော့စုံတွဲလေးပြန်ပြီးကျွန်တော်တို့နားဆင်လိုက်ပါဟုတ်ကဲ့ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင် အခါခွင့်သိရင်လည်းဒီလိုပဲကူညီပေးပါဦးနော် ဟုတ်ကဲ့ပါ မယုံမြင်သားများဟုတ်ကဲ့ပါ ကျေးဇူးများတင်ပါတ ကျေး ယ် ဇူးများတင်ပါတယ် အခရောက်လည်းကျေးဇူးများတင်ပါဗျ အော်လို့တမီးသိတာဟို ဟုတ်ကဲ့ တေးစရာလူမောင်စစ်တစ်လို့သိရပါတယ်ဒါပေမဲ့ရန်ကုန်တက္ကသိုလ်ဖွင့်နေတာလားနော် ဟုတ်ကဲ့ အာစီဒီရောချက်စင်တွေရော ဟုတ်တယ်နော် ပြရတာကိုကဆေးမှတိတ်မရှိဘဲနဲ့မိန်းထဲမှာပဲအလာများ ရန်ကုန်တက္ကသိုလ်လေးလာမှုတွေများပါတယ်ဟုတ်ကဲ့ပါရှင်